ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုနီးပါးကာလအတွင်းမှာကမ္ဘာပေါ်လုံးလောကကိုစိုးမိုးချဲ့နေခဲ့တာဘယ်သူတွေလဲလို့မေးရင်အားလုံးရဲ့ပါဇက်ပြားမှာလီယိုနယ်မက်ဆီနဲ့စီရိုနယ်ဒိုဆိုတဲ့နာမည်နှစ်ခုကပြိုင်တူထွက်လာပါလိမ့်မယ်။သူတို့နှစ်ယောက်ဟာမဖြစ်နိုင်တဲ့စံချိန်တွေကိုချိုးဖျက်ခဲ့ကြပြီးဘောလုံးလောကရဲ့ဘယင်းတွေအဖြစ်ရာဇဝင်တွင်ခဲ့ကြတာပါ။ဒါပေမဲ့တင်တစ်ခါတော့တွေးဘူးပါတော့အကယ်၍သာကန်ဂျမာရဲ့ရက်ဆက်တဲ့ကစားကွက်ကြီးနောက်ွယ်မှာရှိမနေခဲ့ရင်အကယ်၍သာတန်ရာတွေစိတ်တန်ရာတွေနဲ့ဖိအားတွေကသူတို့ဘဝကိုကြောက်ထဲမတွန်းချခဲ့ရင်ဒီနေ့ခေတ်ဘောလုံးသမိုင်းဟာမက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့ကမ္ဘာမဟုတ်ပဲအခြားသူတွေရဲ့ကမ္ဘာဖြစ်နေနိုင်ပါတယ်ဒီနေ့မှာတော့အားလုံးကမက်ဆီထက်ပိုတော်တယ်လို့သတ်မှတ်ခဲ့ကြပြီမယ်စိတ်ပိုင်းဆိုင်ရာငရဲကန်းအောက်မှာကျွေလင်းခဲ့ရတဲ့စပိန်ပါရမီရှင်လေးတဦးနဲ့ဘရာဇီးရဲ့ရိုနယ်ဒိုကြီးပြီးရင်ဘရာဇီးရဲ့အကြောက်ရဆုံးတိုက်စစ်မှုဖြစ်ခဲ့ပေမဲ့ညာတညရဲ့ဖုံကောတစ်ခုကြောင့်ဘဝပြတ်သွားခဲ့ရတဲ့တိုက်စစ်မှုကြီးတဦးသူတို့နှစ်ယောက်ရဲ့နှမျောဖို့အကောင်းဆုံးနဲ့ခြေခွဲစရာကွင်းပြေပါလိုအပ်ချက်တွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကစားသမားကတော့အဒရီယာနိုရီဘယ်ရိုပါသူကဘရာဇီးနိုင်ငံရီယိုဒီဂျနီရိုမြို့ရဲ့အစင်းရဲဆုံးနဲ့ရာဇဝတ်မှုအများဆုံးဖြစ်တဲ့ဖာဘီလာစင်းရဲသားရက်ကွက်မှာဝေးဖွားကြည်ပြင်းခဲ့တာပါအဒရီယာနိုရဲ့ငွေပွားဟာတနက်တန်နေမူရစ်စီဝါးတွေကြားမှာရုန်းကန်ခဲ့ရတာဖြစ်ပြီးသူ့ကိုလမ်းမမရောက်အောင်ထိန်းချောင်းပေးခဲ့တဲ့တဦးတီးတော့သူကတော့သူ့ရဲ့ဖခင်ဖြစ်သူအဲမီယာပါပဲအဒရီယာနိုရဲ့ပါရမီကဖုံးပြီးထားလို့မရအောင်တောက်ပြောင်လုံးတော့အသက်19နှစ်အရွယ်မှာတဲ့အီတလီကလပ်အင်နာမီလန်အသင်းကသူ့ကိုခေါ်ယူခဲ့ပါတယ်။ဥရောပမြေကိုရောက်ချင်းကစားတဲ့ရီမက်ထရစ်နဲ့ခြေစမ်းပွဲမှာတဲ့အဒရီယာနိုဟာအလွတ်တီကန်ပေါ်ကနေတနာရီကိုမိုင်105မိုင်နှုန်းရှိတဲ့ဒုံးကြီးလိုကန်ချက်မျိုးနဲ့ကိုးသွင်းပြီးတကဘာလုံးကိုစတင်အတည်ပြုခဲ့ပါတယ်။သူ့ရဲ့ကစားဟန်ဟာတကယ်ကိုအံ့ဩစရာကောင်းပါပဲ။မာရာဒိုနာလိုပဲချီကန်ချက်ပြင်းအားမျိုးရှိရဲ့ရိုနယ်ဒိုကြီးလိုလင်မြန်တဲ့နီးစနစ်ရှိရဲ့ပြီးတော့ဆလာဒန်အီဘရာဟီမိုဗစ်လိုခွားချိုင်းတန်မာတဲ့ခန္ဓာကိုယ်မျိုးလည်းရှိပြန်ပါတယ်။လူကောက်ကြီးပေမဲ့အရန်မြန်ပြီးပဲချီနဲ့ကန်လိုက်တဲ့ဘောလုံးတိုင်းဟာပြင်းထန်လုံးတော့ပြိုင်ဘက်နောက်ခံလူတွေမကပဲခိုးသမားတွေပါသူ့ကိုရင်မဆိုင်ရဲကြပါဘူး။ဒါကြောင့်ပဲအီတလီပရိသတ်တွေကသူ့ကို The Emperor လို့ပွဲသူပေးခဲ့ကြတာပါ။2004ခုနှစ်ကိုပါအမေရိကဖလားပြိုင်ပွဲမှာဘရာဇီးအသင်းကိုအဓိကဦးဆောင်ပြီးချန်ပီယံဖြစ်အောင်ဆွဲဆောင်ပေးခဲ့ပြီးနောက်အဒရီယာနိုဟာမကြခင်မှာကမ္ဘာအကောင်းဆုံးဆိုဘလွန်တီအောကိုရတော့မယ်လို့လူတိုင်းကအေကန်မှုချယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့အောင်မြင်မှုတွေရဲ့အထွတ်အထိပ်ကိုရောက်နေတဲ့2004ခုနှစ်ရဲ့ဩဂုတ်လညတညမှာတော့သူ့ဘဝကိုမရေကန်နဲ့တွန်းချလိုက်မဲ့ဖုံပေါ်တစ်ခုအင်နာမီလန်ကစားသမားတွေရဲ့အဝေးလေကန်တွေကိုဝင်လာခဲ့ပါတယ်။အဲ့ဒီဖုံပေါ်ကတော့ဘရာဇီးမှာရှိတဲ့သူ့ရဲ့ဖခင်ဖြစ်သူအမီယာဟာနှလုံးရက်ပြီးရုတ်တရက်ကွယ်လွန်သွားခဲ့ပြီဆိုတဲ့သတင်းဆိုးပါပဲအဲဒီအချိန်ကအရီယာဒိုနဲ့အတူအခန်းထဲမှာရှိနေခဲ့တဲ့အင်နာမီလန်ရဲ့ကနဝင်နောက်ခံသူစနက်တီကအရီယာနိုဟာဖုံးကိုကင်ထားရင်းနဲ့မယုံနိုင်တော့အောင်အော်ဟင်ကိုကျွေးခဲ့တယ်အဲဒီအတန်ဟာကျွန်တော်ဘဝမှာကြားဘူးသမျှအချောက်ချားသောအတန်တစ်ခုပါပဲလို့ပြန်ပြောင်းပြောပြခဲ့ပါတယ်သူ့အဖေကသူ့ဘဝရဲ့စံပြပုဂ္ဂိုလ်ဖြစ်တယ်လို့စင်ရတာဘဝကနေကဘာကျော်ဖြစ်လာအောင်တွန်းပို့ပေးခဲ့တဲ့အဓိကမောင်းနှင်အားပါဖေးမရှိရတဲ့နောက်မှာအဒရီယာတို့ရဲ့စိတ်ဓာတ်ဟာအစာနာရှာမရအောင်ပြိုလဲသွားခဲ့ပါတယ်သူဟာပြင်းထန်တဲ့စိတ်ကြယောဂခံစားခဲ့ရပြီးအဲ့ဒီစိတ်ဒဏ်ရာကိုကုစားဖို့အတွက်အရက်ကိုပဲတငယ်ချင်းအဖြစ်ရွေးချယ်ခဲ့ပါတယ်ညာတိုင်းအရက်တွေအလွန်ကြုံတောက်တဲ့ပါတီတွေဇက်တိုက်နှွဲတဲ့မနက်ခင်းလေ့ကျင့်ရေးတွေကိုအိပ်ပျော်နေလို့သူမလာနိုင်တော့အင်နာမီလန်အသင်းကသူ့ကိုကူညီဖို့ဘလောက်ပဲကြိုးစားခဲ့ပေမဲ့အဒရီယာနိုရဲ့စိတ်ဝိညာဉ်ဟာကွင်းထဲမှာမရှိတော့ပါဘူး။နောက်ပိုင်းမှာတော့သူ့ရဲ့ကစားသမားဘဝဟာတဖြည်းဖြည်းအရှိန်ဟုန်နဲ့ထိုးဆင်းသွားခဲ့ပြီးအသက်20ကျော်အရွယ်နဲ့တင်ခြေစွမ်းတွေပျောက်ဆုံးကပုံလုံးလောကကနေပျောက်ကွယ်သွားခဲ့ရပါတယ်။လက်ရှိချိန်မှာတော့အဒရီယာနိုဟာသူ့ရဲ့ဇာတိဖာဘီလာစင်းရဲသားရက်ကွက်ထဲကိုပြန်ရောက်သွားပြီးလမ်းဘေးမှာအင်ကြီးပလာနဲ့ရက်တောင်းနေတဲ့ပုံရိပ်တွေကိုပဲမြင်တွေ့ရပါတော့လေအကယ်၍သာသူ့အဖေတက်ရှိထင်ရှားရှိနေခဲ့ရင်မက်ဆီနဲ့စီရိုနယ်ဒိုတို့ရဲ့ခင်မတိုင်ခင်အဒရီယာနိုရဲ့ရွှေရောင်ဆယ်စုနှစ်တစ်ခုကိုကျွန်တော်တို့ကောင်းကောင်းမြင်တွေ့ခဲ့ရမှာသိကြပါလေဒုတိယမြောက်ကစားသမားကတော့အဒရီယာနိုနဲ့အဖြစ်ပြက်ချင်းမတူပဲပတ်ဝန်းကျင်ရဲ့မျှော်လင့်ချက်နဲ့ဖိအားတွေကြောင့်လမ်းတစ်ဝက်မှာကျွေလင်းခဲ့ရတဲ့ပါရမီရှင်တွေ
ဘူချင်ကာကီရဲ့အကြောင်းပဲဖြစ်ပါတယ်ဘောလုံးပရိသတ်ဒီကြားမှာလာမာစီယာအကယ်ဒမီရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးပါရမီရှင်ဟာမက်ဆီလို့ထင်နေကြပေမဲ့တကယ်တမ်းစံချိန်နဲ့အရတော့မဟုတ်ခဲ့ပါဘူးစပိန်ကြီးကထွက်ပေါ်လာတဲ့ဘူချင်ဟာဘာစီလိုနာလူငယ်အကယ်ဒမီတက်တန်းတစ်လျှောက်9နှစ်အတွင်းမှာတင်ဂိုးပေါင်း850ကျော်တွင်းယူခဲ့ပြီးမက်ဆီရဲ့စံချိန်မှန်သမျှကိုအကုန်ချိုးဖျက်ခဲ့တဲ့မဟာပါရမီရှင်တိုက်စစ်မှုတစ်ယောက်ပါပဲ2009ခုနှစ်ဘူချင်အသက်18နှစ်နဲ့9ရက်သားအရွယ်မှာပဲဘာစီလိုနာစီနီယာအသင်းကြီးအတွက်ပွဲဥထွက်ကစားခွင့်ရခဲ့ပါတယ်ဒါဟာမက်ဆီရဲ့အသက်ငယ်ဆုံးပွဲထွက်စံချိန်ကိုထပ်မံချိုးဖျက်လိုက်တာပါအဲ့ဒီယာဒီမှာတင်ဘူချင်ဟာ10ခုအထိတွင်းယူပြီးကမ္ဘာဘောလုံးလောကကိုဂိုင်းလုပ်ခဲ့ပါတယ်မီဒီယာတွေသတင်းစာတွေနဲ့ပရိသတ်တွေကသူ့ကိုဝိုင်းဝန်းအမွှမ်းတင်ကြပြီးမက်ဆီတက်ပိုတော်မဲ့သူစပိန်ရဲ့မက်ဆီလက်တစ်ဆိုတဲ့ခေါင်းစဉ်ကြီးကိုသူပခုံးပေါ်အတင်းတင်ပေးခဲ့ကြပါတယ်ဒါပေမဲ့အသက်18နှစ်အရွယ်လူငယ်တစ်ယောက်ရဲ့စိတ်ဓာတ်ဟာတစ်ကမ္ဘာလုံးကပေးတဲ့ဖိအားတံကိုမခံနိုင်ခဲ့ပါဘူးဘူချင်ဟာပွဲတိုင်းမှာမက်ဆီကိုကစားပြရမယ်ဂိုးတွေတွင်းပြရမယ်ဆိုတဲ့အတွေးတွေကြောင့်ပြင်းထန်တဲ့စိတ်တော့ကလွန်ခဲ့တဲ့ယောဂါကိုစတင်ခံစားခဲ့ရပါတယ်ဘူချင်ကသူ့ရဲ့အင်တာဗျူးတစ်ခုမှအခုလိုဖွင့်ရခဲ့ပူပါတယ်လူတွေကကျွန်တော်ကိုကွင်းထဲမှာပဲမြင်ကြတာနောက်ကွယ်မှာတော့ကျွန်တော်ကပွဲမကစားခင်တိုင်းရင်တုန်လုံးတော့တိတ်မတက်ခံစားရတယ်ခေါင်းမူးတွေပေါ့ဟန်နဲ့နေတိုင်းညတိုင်းစိတ်ဆင်းရဲမှုတွေနဲ့အိပ်စက်ခဲ့ရတာပါလို့ပြောခဲ့ပါတယ်ဒီစိတ်ယောဂဟာဘယ်လောက်ထိဆူရသွားလဲဆိုရင်2008ခုနှစ်ယူရိုပြိုင်ပွဲမှာစပိန်လူရေးစဉ်အသင်းကြီးကသူ့ကိုခေါ်ယူခဲ့ပေမဲ့ဘူချင်ဟာသူ့ရဲ့စိတ်ဝင်စားကြောင့်မကစားနိုင်တော့ပဲညှင်းပယ်ခဲ့ရပါတယ်မီဒီယာတွေကတော့သူ့ကိုမျိုးချစ်စိတ်မရှိဘူးလို့ဝိုင်းဝန်းတိုက်ခိုက်ကြပြီးဒါဟာသူ့ကိုပိုးပြီးကြောက်ထဲတွန်းပို့လိုက်လို့ဖြစ်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ဘူချင်ဟာဘာစီလိုနာကနေထွက်ခွာခဲ့ပြီးရိုမာအေဂျက်အေစီမီလန်စတုတ်စီးတီးစတဲ့အသင်းပေါင်းစုံကိုလှည့်လည်ကစားရင်ဖိအားတွေအောက်ကနေထွက်ပြေးခဲ့ရပြီးသက်32နှစ်အရွယ်မှာနေဘောလုံးလောကကနေတိတ်သက်စိတ်အနားယူသွားခဲ့ရပါတော့တယ်အဒရီယာနိုနဲ့ဘူချန်ကာကီသူတို့နှစ်ယောက်လုံးဟာကမ္ဘာအကောင်းဆုံးဖြစ်လာနိုင်တဲ့ပါရမီတွေကိုစီပိုင်ဆိုင်ထားခဲ့ကြတဲ့သူတွေပါဒါပေမဲ့ဘောလုံးအားကစားဆိုတာကွင်းထဲကခြေစွမ်းတစ်ခုလေးနဲ့မကပဲကွင်းပြင်ပကစိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေရတယ်ဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုသူတို့ရဲ့ဇလန်းတွေကသက်သေပြနေပါအကယ်၍သာကန်ဂျမာကအဒရီယာနိုရဲ့အဖေကိုအသက်ရှင်ခွင့်ပေးခဲ့ရင်အကယ်၍သာမီဒီယာတွေကဘူချင်ကိုမက်ဆီအသစ်လို့ဖိအားမပေးပဲတာမန်ကလေးတယောက်လိုကြီးပြင်းခွင့်ပေးခဲ့ရင်ဒီနေ့ခေတ်ဘောလုံးသမိုင်းဟာကျွန်တော်တို့မြင်တွေ့နေရတာထက်ပိုပြီးအံ့ဩစရာကောင်းတဲ့ပုံစံမျိုးပြောင်းလဲနေမှသိကြပါတယ်ပရိသတ်ကြီးရောသူတို့နှစ်ယောက်ထဲမှာဘယ်ကစားသမားကိုအမျောမိဆုံးဖြစ်မလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်အခုလိုစိတ်ဝင်စားစရာဘောလုံးနောက်ွယ်ဟာဇလန်းဆန်းတွေကိုအမြဲတမ်းရှုနိုင်ဖို့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်